နိုင်ငံတနိုင်ငံမှောင်လာလင်းလာသိကျင်တဲ့ဘယ်အလုပ်တွေမှာအဲ့ဒီနိုင်ငံဟာအာယုံဆိုင်နေတယ်လုံးလာဆိုင်နေတယ်ကောင်းတဲ့အလုပ်တွေမှာသာလုံးလာဆိုင်နေရင်အဲ့ဒီနိုင်ငံဟာအလင်းထဲမှာရောက်နေမကောင်းတဲ့ကိစ္စတွေမှာအာယုံဆိုင်နေတယ်လုံးလာဆိုင်နေတယ်ဆိုရင်အဲ့ဒီနိုင်ငံဟာလောလောဆယ်မှောင်နေတုံးပဲတဲ့ဥပမာအနေနဲ့ကျွန်တော်တက်တလုံးမြင်တာလေးပြောရင်ကျွန်တော်တို့ R&D နောက်စမှုတက္ကသိုလ်73နှစ်ကြာပိတ်ထားပြန်ဒီနေ့ကျွန်တော်တို့ဆရာ grow ဝဲပါတယ်အဲ့မှာလှုပ်လို့ရတယ်နော်အထက်မှာတောင်းနေပါတယ်လည်းပြင်ဆင်ပြီးတော့အခုတောင်းပြန်ဖွင့်ပေးနေတယ်ဟောဒါဆိုကောင်းတဲ့လှုပ်တယ်အဲ့ဒါတွေကိုဂရုစိုက်အာယုံစိုက်ပြီးတော့ထပ်ပြီးလှုပ်သွားရင်ကျွန်တော်တို့လူသားတို့ကနတ်သားတို့ကဖြစ်မယ်လဲရမ်းမှရှိတယ်ကျွန်တော်တို့ပင်မတက္ကသိုလ်ကြီးပြန်ပြင်တယ်ပြန်မုံမှန်နေတယ်ဒါတွေကောင်းတဲ့လှုပ်တယ်အဲ့တို့ကောင်းတဲ့လှုပ်တွေမှာဝိရိယစိုက်သောနိုင်ငံတည်လင်းတဲ့နိုင်ငံနဲ့ဒါပေမဲ့မကောင်းတဲ့နေရာမှာဝိရိယစိုက်တာဥပမာပြောပါဆိုလို့ရှိရင်တော့ကချင်မှာစစ်ပွဲစဖြစ်တုန်းက G3 ရဲ့ G4 တွေနဲ့တိုင်းနေချတယ်နော်ငင်းငင်းရအောင်ဆိုပထမအကျင့်ဆွေးနွေးတယ် G3 G4 မဟုတ်တော့ဘူးအမြောက်တင်နဲ့ဆောကုန်တယ်တတိယအကျင့်ဆွေးနွေးတယ်ရဟရင်တွေနဲ့ပုံကျဲတယ်အဲ့ဒါကြတော့မကောင်းတဲ့နေရာမှာဝိရိယစိုက်တာအဲ့လိုမဖြစ်သင့်ဘူးတဲ့အဲ့လိုမကောင်းတဲ့နေရာမှာဝိရိယစိုက်ပြီဆိုရင်အဲ့နိုင်ငံမှောင်နေတော့မယ်နံပါတ်5နံပါတ်6ကကျွန်တော်တို့နံပါတ်6မှာဘာကိုပြောလဲဆိုတော့တလေဆိုဇယိုက်ဆိုဒီဟုသောကန္နာယတွင်တလေဆိုဇယိုက်ဆိုဒီဟုသောသဲကန္နာယတွင်နဲ့မှားမှန်ခွဲခြားနိုင်သောအသိဉာဏ်စမ်းရည်ရင်သည်တသွန်စီလက်ရှိအရာစကားပြောမယ်ဆိုရင်တော့မကောင်းတဲ့ဒလေဆိုဇယိုက်ဆိုတွေကိုမှားမှန်ခွဲနိုင်တဲ့ဉာဏ်နဲ့ပယ်ပြရမယ်ဥပမာဆိုရင်နော်ဒါမင်းလက်ထက်တုန်းကကျွန်တော်တို့ဒီရစ်ပူစော်တဲ့ဒလေဆိုဆိုတာရှိတယ်အဲ့ဒါကြီးကိုမကောင်းဘူးဆိုပယ်လိုက်တာပေါ့အဲ့ဒါမျိုးအဲ့လိုဒလေဆိုဇယိုက်ဆိုတွေဒါတွေကမကောင်းပါဘူးဆိုတာသိလို့ရှိရင်ပယ်နိုင်တဲ့နိုင်ငံအဲ့ဒီနိုင်ငံလင်းပြီမပယ်နိုင်သေးလို့ရှိရင်မလင်းသေးဘူးကျွန်တော်ပြောတာ6ချက်ကျွန်တော်9ချက်ပြောမယ်လို့ပြောပါတယ်နော်သူကြပြားထဲမှာ9ချက်ပဲပါတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့6ချက်နဲ့လောလောဆယ်ပြစ္ဆကအခြေအနေကိုကျွန်တော်နိုင်ငံတန်းကြည့်ပါ6ချက်မှာဘယ်နှချက်ပြည့်စုံလဲလို့တန်းကြည့်ပါပြန်ဖြေစရာမလိုပါဘူးနော်အဲ့တစ်ချက်မှများမတိုက်ဆိုင်ဘူးလို့စိတ်တက်ကြနေသူများရှိမယ်ဆိုရင်9ကိုဆက်ပြီးနားထောင်ကြည့်ပါအဲ့ဒီ9ကအဲ့ဒီ1 2 3 4 5 6မပြည့်စုံလို့ရှိရင်နံပါတ်9သာပဲရှိစိတ်ကူးရင်လို့ရတယ်အိမ်မက်မဲ့လို့ရတယ်တနေ့မှာအဲ့မပြည့်စုံတဲ့6ခုကိုအဲ့နံပါတ်9ကပြန်ဖြည့်ပေးလိမ့်မယ်ကျွန်တော်တို့ဒီနီးနားနိုင်ငံတွေ1ကနေ6ထိပြည့်တဲ့နိုင်ငံတွေအများကြီးရှိတယ်ဒါပေမဲ့9မရှိဘူး9သာရှိရင်သူတို့ကမိုးပြန်အောင်တော်သွားမယ်ဒါပေမဲ့1ကနေပြီး6ထိသူ့ဟာနဲ့သူနဲ့လိုက်လှုပ်လာတော့ပြည့်ကျွန်တော်တို့နိုင်ငံကျွန်တော်တယောက်တည်းအမြင်ဆိုရင်အခု1ကနေ6တစ်ချက်မှမညှိဘူးမညှိပေမဲ့ကျွန်တော်တို့မှာမျောလင်းချက်ရှိတာနံပါတ်9ရှိတယ်အဲ့နံပါတ်9ကိုကျွန်တော်ပြောပါမယ်ဒါလည်းကိုယ့်အကိုပဲเนาะကျွန်တော်တွေးစရာကိုလမ်းကြောင်းမပြေးပါဘူးကိုယ့်ဟာနဲ့ကိုယ်နဲ့တွေးကြည့်ပါအဲ့နံပါတ်9ကျွန်တော်တို့ရှိမှရှိမလားမရှိနိုင်ဘူးလားမရှိနိုင်ဘူးလို့စဉ်းစားရင်တော့ကျွန်တော်တို့ကနည်းနည်းစိတ်တကြကြကောင်းလိမ့်မယ်ရှိနိုင်တယ်လို့စဉ်းစားရင်တစ်နေ့မှာပြေးပါလိမ့်မယ်အဲ့ဒါကိုနားထောင်ကြည့်ပါအကျယ်ရနိုင်ကဘာတဝမ်းလုံးကလေးစားချစ်ခင်ကြည်ညိုပြီးလျင်ကဘာအရရဤကိစ္စဝဝတို့ကိုအရေးတယူစိတ်ဝင်တစားဆောင်ရွက်တတ်သောလူတုခေါင်းဆောင်သည်ရှိ၏အဲ့ဒါရှိရင်အပေါ်6ချက်ကိုသူဥဆောင်ပြီးလုပ်ပေးသွားနိုင်ပါလိမ့်မယ်ဒါကျွန်တော်ပြောတာမဟုတ်ဘူးเนาะကျွန်တော်နိုင်ငံရေးတွေပဲကျွန်တော်နားလဲမလဲပါဘူးမပြောတတ်ပါဘူးကျွန်တော်အခုပြောနေတာနိုင်ငံရေးလည်းမဟုတ်ပါဘူးเนาะကြပြာအကြောင်းကျွန်တော်ပြောနေတာဆရာကြီး Reverend Nat တကူရဲ့ကြပြာအဲ့ကြပြာထဲမှာအဲ့လိုပါတယ်ဗျအဲ့လိုပါတော့အခုထပ်ပြီးတော့ကျွန်တော်တို့ကဘာစဉ်းစားကြည့်အောင်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာရောအဲ့ဒီလိုအခုဆရာကြီးပြောတဲ့အချက်တွေမျိုးကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေကထားပါတော့ဗိုလ်ချုပ်အောင်ဆန်းတဲ့တကွလွတ်လပ်ရေးရယူပေးတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေကတနေ့မှာကျွန်တော်တို့နိုင်ငံဘယ်လိုနေရာမျိုးဘယ်လိုအလင်းရောင်မျိုးရောက်အောင်သွားရမယ်ကျွန်တော်တို့က goal ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ပန်းနိုင်ပေါ့နော်မရှိဘူးလားဆိုလို့ရှိရင်နော်စားတော့ကျွန်တော်လည်းမသိဘူးပြကျွန်တော်ဒီအကြောင်းကို3ခါလောက်ပြောပြီးတဲ့အချိန်မှာကျွန်တော်စီကိုစားတစောင်းစာဖတ်ပရိသတ်တယောက်ဆရာရောက်လာတယ်သူကျွန်တော်ကိုသတိပေးလိုက်လို့ကျွန်တော်သွားကြည့်ပြီးတော့ကျွန်တော်ကထပ်ပြီးဖြည့်ပြောပါမယ်ကျွန်တော်နိုင်ငံမှာရှိပါတယ်နော်အဲ့ရှိတာဘယ်မှာရှိလဲဆိုရင်ရန်ကုန်ရောက်လို့ရှိရင်ဝင်ကြည့်ပါစုလေဖျားရဲ့ရှေ့မှာ
ဘန်ဒူလာပန်းချံဆိုတာရှိပါတယ်အဲ့ဘန်ဒူလာပန်းချံနဲ့မှာလွတ်လပ်ရေးကြောက်တိုင်ရှိပါတယ်အဲ့လွတ်လပ်ရေးကြောက်တိုင်မှာရေးထားတဲ့စာတွေကိုသတ်ဖတ်ကြည့်လိုက်ပါအဲ့ဒီစာတွေဟာခုနဆရာကြီးရောဘင်နာနတ်တကူကသူအိန္ဒိယနိုင်ငံဒါတွေဖြစ်ချင်တယ်လို့ပြောတယ်လို့ပဲကျွန်တော်တို့ဟိုလွတ်လပ်ရေးယူပေးခဲ့တဲ့ကျွန်တော်တို့နိုင်ငံခေါင်းဆောင်တွေအဲ့ဒီလိုပြောထားခဲ့တာအဲ့ဒီမှာကပီးတင်ထားပါတယ်အဲ့ဒီစာတွေကအလွန်ရှေ့ကြပါတယ်အဓိကဆိုတာတော့ဒါတွေနဲ့တိထားတယ်နော်ဒါတွေနဲ့တိထားတယ်တပ်ပုံလည်းပဲကျွန်တော်စကားနဲ့ပဲကျွန်တော်အဲ့ဒါတွေကိုပြောပြပါမယ်ပထမတစ်ပိုင်းမှာသူကဘာကိုဖော်ပြထားလဲဆိုတော့နိုင်ငံတော်နဲ့နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုအဲ့ဒါကိုပထမပိုင်းမှာပြပါတယ်ဒုတိယပိုင်းမှာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအဲ့ဒါကိုပြပါတယ်ကျွန်တော်တို့နိုင်ငံသည်တစုံတဦးတည်းကတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောပိုင်ဆိုင်ရယူအပ်သောအမွေဆိုင်ပစ္စည်းမဟုတ်ပထမဆုံးတစ်ကြောင်းနော်ကျွန်တော်တို့နိုင်ငံသည်တစုံတဦးရတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောရယူပိုင်ဆိုင်အပ်သောအမွေဆိုင်ပစ္စည်းမဟုတ်နော်အဲ့ဒါကိုတက်ပြီးတော့သူက highlight ထပ်လုပ်ပေးတယ်ကျွန်တော်တို့နိုင်ငံသည်တစုံတယောက်တည်းကတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောကျိုးကင်အုပ်ချုပ်စီမံအပ်သောနိုင်ငံမဟုတ်အဲ့ဒါပြီးတော့မှနောက်နိုင်ငံပိုင်ပစ္စည်းပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းများသည်နိုင်ငံပိုင်ပစ္စည်းများဆိုတော့ကျွန်တော်တို့တောတောင်ရေမြေသဘာဝကျွန်တော်တို့ယဉ်ကျေးမှုကျွန်တော်တို့အေယာဝတီကျွန်တော်တို့လက်ပံတောင်းတောင်အဲ့ဒီအရာတွေနော်ကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းများသည်တစုံတယောက်တည်းကတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောပိုင်ဆိုင်အပ်သောအရာများမဟုတ်ပြီးတော့မှနောက်တစ်ကြောင်းမှာခုနတိုင်းပဲကျွန်တော်တို့နိုင်ငံပိုင်ပစ္စည်းများသည်နော်နိုင်ငံပိုင်ပစ္စည်းများလို့ကျွန်တော်ပြောလိုက်တိုင်းကျွန်တော်တောတောင်ရေမြေသဘာဝအဲ့ဓာတွေဟာတဲ့တစုံတယောက်တည်းကတော့လကောတသိန်းတစ်ဖွဲ့တည်းကတော့လကောကျိုးကင်အုပ်ချုပ်စီမံပိုင်ဆိုင်အပ်သောပစ္စည်းများမဟုတ်အဲ့မှာဗျအဲ့ရဖတ်ပြီးတဲ့အချိန်မှာကျွန်တော်ခေါင်းထဲမှာတစ်ခုပေါ်လာတယ်အဲ့တကြောင်းသာပဲနော်ထပ်ဖြစ်လိုက်ရင်ပိုလုံသွားလိုက်မယ်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်မှမြားလေးပါထိုးပြီးတော့ထပ်ပြီးတော့ဖြစ်ပြလိုက်ခြင်းသေးတယ်ခင်ဗျားတို့ကျွန်တော်ကြွပြမယ်သဘောတူမလားမသိဘူးမြည်သည့်ဥရာလူကမှလေးပိုင်ဆိုင်အပ်သောအရာများပစ္စည်းများမဟုတ်အခုကျတော့ဘယ်လိုဖြစ်နေလဲဆိုတော့သူဥရင်သူပိုင်နေငါဥရင်ငါပိုင်နေဥတဲ့လူကရွယ်ပိုင်နေတာအကုန်ဖြစ်ကုန်အဲ့ဒီစာကြောင်းလေးသာပါလို့ရှိရင်ပိုလုံသွားတာပေါ့ဗျာနော်ပြီးတော့မှအောက်ကအဖြေကိုပေးတယ်နော်ဘသူတွေပိုင်လဲဆိုတော့ပြောလိုက်မယ်ကျွန်တော်တို့နိုင်ငံကို၎င်းကျွန်တော်တို့နိုင်ငံပိုင်တန်စာတက်ပစ္စည်းဝါဝကိုတော်၎င်းကျွန်တော်တို့နိုင်ငံအတွင်း၌မိတိနေထိုင်ကြကုန်သောယနေ့ရဝေမိတိရဒေသကမဆိုးပြီးသူအားလုံးကသာပိုင်ဆိုင်အပ်သောအရာများဖြစ်သည်အဲ့တော့ကျွန်တော်ကဒီကနေ့ကျွန်တော်ပြောချင်တဲ့သတင်းစကားအဲ့ဒါပဲ